高高没了，高高变了，高高没，高高变的啦。မော်တော်တော့ရပြီနော် KA ဦးဆောင်တဲ့တော်လိုင်းပူပေါက်တက်တွေတက်ခိုက်တိတ်ပိတ်ထားတာဖြစ်တယ်ဗျလက်နဲ့ခရမ်းတွေသိစီရမိထားတာရှိတယ်ရန်သူတုပ်ပန်းတွေဖမ်းဆီးရမိထားတာရှိတယ်ထိုင်းဖက်ကိုလည်းတော်တော်များများထွက်ပြေးသွားတယ်ဗျရန်သူဘက်မှာတော့ထိခိုက်ကြဆုံးတွေရှိတယ်လက်ရှိထိုင်းထဲမှာလည်းစိတ်ကူးနေရတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သိထားတယ်ပေါ့နော်မော်တော်မျိုးတော်လိုင်းတက်တွေဝိုက်ပတ်ထားတာတော့ကြာပြီပေါ့နော်ဟိုလာနဲ့ချီပြီးကြာပါပြီစာပြီးတိုက်တာကဒီကနေ့ဆိုလို့ရှိရင်3ရက်ပဲရှိတယ်ဗျအခုလောလောဆယ်တော့တော်လိုင်းတက်ဖက်ကရဲဘော်တယောက်ကြာဆုံးသွားတယ်ပေါ့နော်။တရားရတဲ့သူတွေအနေချင်းရှိတယ်။အဲ့တော့တနင်္သိတိုင်းရဲ့မြို့သိမ်းစစ်ဆင်ရေးမှာဆိုလို့ရှိရင်ဒီအတာထိခိုက်အကြဆုံးအ ਨੇ ဆုံးနဲ့အောင်မြင်မှုကြီးကြီးရခဲ့တဲ့တိုက်ပွဲလို့ပြောလို့ရတယ်ဗျ။ကျွန်တော်တို့စပြီးတော့ဒီတော်လိုင်းတက်တွေတိုက်ကတဲ့ကလေကြောင်းနဲ့တောက်လျှောက်တာပုံကျဲတက်ခက်ခဲ့တာရှိတယ်။အဲဒီနေဆက်စခန်းပေါ့နော်နေဆက်မှာစခန်းတစ်ခုရှိတယ်ပေါ့စုစုပေါင်း4နေရာလောက်ကိုတိုက်ရတဲ့အနေအထားရှိတယ်နေဆက်နာစခန်းကကြတော့အဲ့ဒီစခန်းကိုရောက်ကနေပါတော့လေကြောင်းတိုက်ခတ်မှုတွေအလုံးလို့မရဘူးထိုက်ဖက်နဲ့အရန်တီးကတ်နေတဲ့အတွက်ပေါ့နော်အခုလောလောဆယ်ကတော့နေမြေရှင်းလင်းနေစေဖြစ်တယ်ရန်သူဘက်ကလည်းဒီလေကြောင်းနဲ့ဒါဟိုလာပြီးတော့ဒီလေကြောင်းတိုက်ခတ်မှုတွေလုပ်နေစေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့မြေပြင်ချင်းနေမှာတော့မငြိမ်သက်သေးဘူးအဲ့တော့အသေးစိတ်ချက်လက်တွေကိုတော့သက်ဆိုင်တဲ့ဒီတပ်ပေါင်းစုတွေကနေပြီးတော့သူတို့ထုတ်ပြန်มาလိမ့်မယ်ဗျ